ဒီဘက်တီးရီးယားပိုးကူးစက်ခံရပြီးကုသမှုမခံယူဘူးဆိုလို့ရှိရင်ရောဂါလက္ခဏာပြသပြီးနိုင်ရင်ပိုင်းအတွင်းမှာလူ2ယောက်ထဲကတစ်ယောက်ကသေဆုံးနိုင်ပါတယ်တက္ကရာ19ရာစုကနေယနေ့အထိအဲ့ဒီဘက်တီးရီးယားပိုးကြောင့်လူသန်းပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရပါတယ်သူစဖြစ်တဲ့1854ခုနှစ်မှာလည်းလူပေါင်း100ကျော်အသက်ဆုံးရှုံးခဲ့ရပါတယ်ပြီးခဲ့တဲ့နှစ်ပိုင်းတုန်းကလည်းမြန်မာနိုင်ငံမြို့နယ်တချို့မှာအဲ့ဒီဘက်တီးရီးယားပိုးကူးစက်ခံရလို့ outbreak ပုံစံမျိုးဖြစ်ပွားခဲ့ရပါသေးတယ်ဒီဘက်တီးရီးယားပိုးကူးစက်ခံရပြီဆိုလို့ရှိရင်အဓိကပြတဲ့လက္ခဏာကတော့ဆန်စည်းရောင်ပြင်းထန်ဝမ်းလျှောခြင်းပဲဖြစ်ပါတယ်အမ်မဲကြွက်တက်တာတွေမျိုးဖြစ်မယ်ချက်ချင်းကုသမှုမခံယူဘူးဆိုလို့ရှိရင်ညာရင်ပိုင်းအတွင်းမှာခန္ဓာကိုယ်တစ်ကိုယ်လုံးမှာရည်သက်ကုန်ခန်းပြီးအသက်ဆုံးရှုံးနိုင်ပါတယ်ဒီယောဂါကိုကာလာဝမ်းယောဂါကောလာရာလို့ခေါ်ပါတယ်Vibrio cholerae လို့ခေါ်တဲ့ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပွားတာဖြစ်ပြီးတော့မတန်ရှင်းတဲ့ပတ်ဝန်းကျင်ရဲ့ယောဂါပိုးရှိတဲ့ရေနဲ့အစားအသောက်တွေကိုစားသောက်ရမှတစ်ဆင့်ကူးစက်နေခြင်းဖြစ်ပါတယ်။အဲယောဂါကုသဖို့ပြင်းထန်ဝမ်းလျှောခြင်းကြောင့်ဆုံးရှုံးသွားတဲ့ရေသက်တွေကိုညှဉ်းညံ့စွာပြန်လည်ဖြည့်ဆည်းပေးဖို့လိုအပ်ပါတယ်။ WHO ကသတ်မှတ်ထားတဲ့ဓာတ်စားထုတ်တွေကိုပဲအညွှန်းတိုင်းဖြော်ဆက်ပြီးတော့လုံလောက်စွာတောက်သုံးရမှာဖြစ်ပါတယ်။နောက်ဆက်တွဲတွေးလန့်လူနာတွေမှာတော့တွေးကြောတွေကတစ်ဆင့်လိုအပ်တဲ့အရေသက်ကိုပြန်လည်ဖြည့်တင်းပေးရမှာဖြစ်ပါတယ်။အဲဒီကာလာဝမ်းယောဂါကိုကြိုတင်ကာကွယ်လို့ရပါလားဆိုလို့ရှိရင်ရပါတယ်ကျွန်တော်ခင်မိလာတဲ့အမျှဒီယောဂါတက်ကာကွယ်ဆေးရှိလာတဲ့အပြင်လွယ်ကူကူပဲပါဇက်ကနေတောင်းသုံးလို့ရနေပါပြီဒီကာကွယ်ဆေးကြိုတင်တောင်းနှံထားခြင်းကလည်းကာလာဝမ်းယောဂါကိုကာကွယ်ရမှာထိရောက်တဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်ကာကွယ်ဆေးနဲ့ပတ်သက်ပြီးတော့သိချင်တာရှိရင်ကွန်မန့်မှာမေးမြန်းနိုင်ပါတယ်